ဒီမြင်းကနှလုံးနဲ့အဆုပ်ရက်သွားပြီးကယ်လို့မရတော့ဘူးတက်တာရရအောင်အိတ်ဆေးပေးဖို့ပြင်ထားလိုက်မင်းမေဆောက်ဖို့ပဲငါခွာတန်ခွာထဲမှာကြောက်ခဲညက်နေတာနာလုံးလို့ခါတောင်ဆန်မရဘူးမတက်တောင်ရက်မရဘူးဖြစ်နေတာခွာထဲမှာကြောက်ခဲညက်နေတာကွာနှလုံးနဲ့အဆုပ်ရက်သွားတာလုံးဝမဟုတ်ဘူးမင်းကောင်လေးတော်သေးတာပေါ့စေတနာရှိလို့တခြားကောင်တွေကတော့အတုံးမကျတဲ့ကောင်တွေကြီးပဲအဲ့ဒီနေ့ကစပြီးနာမည်ကြီးမြင့်ချန်တွေကကျွန်တော်ကိုငွေအများကြီးပေးပြီးအလုပ်ခေါ်ကြတယ်ဒါပေမဲ့သူတို့မသိတာကဒီတိရစ္ဆာန်တွေရဲ့ပါဇက်တွေကတကောင်ထက်တကောင်ပိုဆိုးတယ်ဆိုတာပဲကျွန်တော်နာမည်ကမရှန်ရန်အသက်24နှစ်တိရစ္ဆာန်စေကူတိုက်ရေးမိကြနဲ့ကြောင်းပြီးထားတယ်အလုပ်ကတော့ပုဂ္ဂလိကမြင့်ချန်တစ်ခုမှာနေစားအလုပ်သမားရိုင်းရိုင်းပြောရရင်မြင်းချီကျုံတဲ့ကောင်ပေါ့အရွယ်ရောက်ပြီးတဲ့မြင်းတစ်ကောင်ကတစ်နေ့ကိုချေးပဲ2ကီလိုလောက်ပါတယ်ဆိုတာခမည်းတိလားခံမှန်းကြီး25ကီလိုလောက်ရှိတယ်မြင်းချန်ထဲမှာမြင်းအကောင်3ဆဲကြော်ရှိတယ်အင်းတေချာလေးပြောင်းအောင်ရှင်းလိုက်ထောင်းနာမှာကြံသေးတယ်အေးဟုတ်ပြီအဲ့ဒီအပုံကမင်းညကဟာအရသာရှိလောက်တယ်လာပြန်ပြီမင်းကဘာလို့နေတိုင်းလာနေတာလဲမင်းမအိမ်မရှိဘူးလားတရိษံဆရာဝန်တယောက်အနေနဲ့အရေးကြီးဆုံးအရေးချင်းကဘာလို့ထင်လဲတရိษံတွေဘာပြောနေလဲဆိုတာနားလည်ဖို့လေပြီးတော့ကျွန်တော်လုံးမရခဲ့ဘူးဘာလို့လဲဆိုတော့ကျွန်တော်ကစကားလှလှလေးတွေပြောနေတာမဟုတ်ဘူးအတီးပြောနေတာလွန်ခဲ့တဲ့3လကအပြင်းပြပြီးတဲ့နောက်မှာသူတို့ရဲ့အတန်တွေကကျွန်တော်ကောင်းတဲ့ကိုဓာတ်ရိုက်ဝင်လာတော့တာပဲနားမထောင်ခြင်းလို့ကိုမရဘူးနောက်ပိုင်းကျမှယူနေတာကျွန်တော်မဟုတ်ဘူးဒီတရိษံတွေရဲ့ပါဇက်တွေဆိုတာကျွန်တော်သိလာရတယ်အဲ့ဒီနေ့ကကံကြမ္မာကိုပြောင်းလဲစေခဲ့တဲ့ကိစ္စကစနေနေ့ညနေခင်းမှာဖြစ်ခဲ့တာကျင်ချန်မြင်းစီကလပ်ရဲ့3လတစ်ကြိမ်ဖိတ်ခေါ်ပြိုင်ပွဲစုချင်းငွေကရွမ်3တန်းပြိုင်ပွဲဝင်မြင်းတွေရဲ့တန်ဖိုးကအနည်းဆုံးကနန်း8လုံးရှိတယ်။ရီးစားရပြီလား။မရသေးဘူးမြင်းချီကျုံတဲ့ကောင်ကဘဲကရီးစားသွားရှာရမှာလဲ။တွားကြည့်ပေးထားလိုက်ရှောက်မပြောနဲ့မြင်းတွေကိုရှောက်မကိုင်းနဲ့ငါ့ကိုအဆက်မခွဲနဲ့။ပြိုင်ပွဲကွင်းကိုရောက်တော့မှဆင်းရဲချမ်းသာကွာဟမှုဆိုတာဘာလဲဆိုတာကျွန်တော်သိလိုက်ရတယ်မြင်းပိုင်ရှင်တွေလက်ကောက်ဝတ်မှာပတ်ထားတဲ့နာရီတစ်လုံးနဲ့တင်ကျွန်တော်တို့မြင်းချန်တစ်ခုလုံးကိုဝယ်လို့ရတယ်ဘယ်သူမှလည်းကျွန်တော်ကိုစကားမပြောကြဘူးကောင်းတာပေါ့ကျွန်တော်လည်းအေးအေးဆေးဆေးပဲထောင်းတနေရာမှာထိုင်ပြီးဖုန်းပို့နေလိုက်တဲ့အဲ့ဒီအချိန်မှာပဲဖယ်ကြကျန်းဆုံးရင်မြန်လာခဲ့ဗီဇစိတ်ကြောင့်ကျွန်တော်မတက်ရက်လိုက်မိတယ်နှလုံးခုန်လုံးအယမ်းမမှန်တော့ဘူးအသက်ရှူရက်နေပြီးကိုပူချိန်41.3ဒီဂရီဟဲဟိုင်ထောင်းဒီမြင်းရဲ့လက္ခဏာတွေကရုတ်တရက်နှလုံးနဲ့အဆုပ်ရက်သွားတဲ့လက္ခဏာတွေပဲခန္ဓာကိုယ်အင်္ဂါတွေအကုန်လုံးစက်တိုက်ဖောက်ပြန်နေပြီးအခုချက်ချင်းခွဲစိတ်မယ်ဆိုရင်တော့အောင်မြင်ဖို့ရာဂိုင်နှုန်းက9ရာဂိုင်နှုန်းတောင်မရှိဘူးပြီးတော့အချိန်မီရုတ်တရက်တည်သွားနိုင်တယ်ကျွန်တော်အကြံပြုချက်ကတော့ ACP ပြီးအဆုံးတက်လိုက်ဖို့ပဲထဖုံးမြင်းနာမည်ကတန်မိုးရွမ်23တန်းရှိတယ်ဒါကဖေးဟိုင်ထောင်းရဲ့မြနင်းစီကလပ်တစ်ခုလုံးရဲ့အဓိကပိုင်ဆိုင်မှုပဲမဖြစ်နိုင်ဘူးပြီးခဲ့တဲ့လကဆေးစစ်တုံးကအကောင်းကြီးပဲလေဒေါက်တာချီထပ်ပြီးကြည့်ပေးပါဦးတခြားနီလန်းလေးများစဉ်းစားပေးလို့မရဘူးလားတက်ဆန်ကပြဿနာမဟုတ်ဘူးဘလောက်ကုန်ရတယ်ဖေးဟိုင်ထောင်းခမရဲ့ခံစားချက်ကိုကျွန်တော်နားလဲပါတယ်ဒါပေမဲ့အတင်းအဓမ္မကုသနေတာကသူ့ရဲ့နာကျင်မှုကိုအချိန်ဆွဲနေတယ်လို့ပဲဖြစ်လိမ့်မယ်လှုပ်ပေးတဲ့အချိန်မှာလှုပ်ပေးလိုက်ပါငါ့ကိုလှုပ်ပေးလိုက်စမ်းပါဒီစကားကဖေးဟိုင်ထောင်းပြောတာမဟုတ်ဘူးမြေကြီးပေါ်မှာလဲနေတဲ့မြင်းကပြောတာသူ့ရဲ့အတန်ကကျွန်တော်ခေါင်းထဲကိုပောက်ကွဲဝင်လာတယ်ငါနှလုံးနဲ့အဆုပ်ရက်မနေဘူးကွဒီကတုံးကောင်ကတေချာရောကြည့်တက်ရဲ့လားသူ့ကိုဖမ်းထားသူ့ကိုယ်သူဒဏ်ရာမရစေနဲ့ဒီနိုခဲလေးကနှလုံးကြောင့်မဟုတ်ဘူးညာဘက်ရှိခြေထောက်ကခွာတန်ခွာထဲမှာကြောက်ခဲကြေးစာလေးညက်နေတာကွ3ရက်ရှိပြီ3ရက်တိတိရှိနေပြီငါခွာကိုတယောက်မှတေချာမကြည့်ပေးကြဘူးလားကွအတုံးမကျတဲ့ကောင်တွေကြီးပဲကျွန်တော်ကြောင်သွားတဲ့ခေါင်းထဲမှာလည်းရှုပ်ထွေးသွားတယ်သူပြောတာတကယ်ဆိုရင်ခွာထဲမှာကြောက်ခဲညက်နေတာကပြင်းထန်တဲ့နာကျင်မှုကိုဖြစ်စေနိုင်တယ်မြင်းရဲ့ခွာအောက်ပိုင်းမှာတွေးကြောတွေနဲ့အာယုံကြောတွေအများကြီးရှိတယ်မာကြောတဲ့အရာတစ်ခုကစက်တိုက်ဖိမိနေမယ်ဆိုရင်အပေါ်စားအနေနဲ့ပုံစံပြတ်သွားနိုင်ပြီးအပြင်စားအနေနဲ့တကူအလုံးနာကျင်မှုကြောင့်တွေးလန့်တာဖြစ်နိုင်တယ်စက်တိုက်ပြင်းထန်စွာနာကျင်နေတာကြောင့်နှလုံးခုန်နှုံးမြန်လာမယ်အသက်ရှူမြန်လာမယ်ကိုယ်ပူချိန်တက်လာမယ်ချွေးတွေအများကြီးထွက်မယ်ဒီလက္ခဏာတွေကရုတ်တရက်နှလုံးနဲ့အဆုပ်ရက်သွားတဲ့လက္ခဏာတွေနဲ့လုံးဝကိုဆင်တူနေတယ်မြေကြီးပေါ်မှာလူးလိမ့်နေတဲ့မြင်းရဲ့ညာဘက်ရှိခြေထောက်ကိုကျွန်တော်စိုက်ကြည့်နေမိတယ်။သူရုန်းကန်နေတဲ့အချိန်မှာညာဘက်ရှိခြေထောက်ကအနည်းဆုံးပဲလှုပ်တယ်လှုပ်ဖို့အားမရှိတာမဟုတ်ဘူးမလှုပ်ရဲတာ။ဖယ်ကြအိတ်ဆေးထိုးဖို့ပြင်မယ်။မလှုပ်ကြပါနဲ့ငါမသေးချင်သေးဘူးကွ။ကြောက်ခဲဆုပ်လေးတစ်လုံးညက်နေတာကိုဒီကြောက်ခဲလေးကြောင့်ငါ့ကိုတက်ပစ်တော့မလို့လား။တောင်းပန်ပါတယ်ကွာငါ့ကိုတစ်ချက်လောက်ကြည့်ပေးကြပါလို့တောင်းပန်ပါတယ်ကွာ။လက်သေးတွေကလက်ဝါးတွေကိုစိုက်ဝင်သွားတယ်ကျွန်တော်ကမြင်းချီကျုံတဲ့နေစားအလုပ်သမားလေးတယောက်ပဲတရားဝင်တရိษံဆရာဝန်လက်မှတ်တောင်မရှိဘူးဒါပေမဲ့သူကကျွန်တော်ကိုတောင်းပန်နေတယ်ဒီလောကမှာသူကပြောနေလဲဆိုတာကိုနားလေတာကျွန်တော်တယောက်တည်းပဲရှိတယ်ရွမ်23တန်းတန်တဲ့ချန်ပီယံမြင်းတစ်ကောင်ကကြောက်ခဲလေးတစ်လုံးကြောက်ခဏလေးမင်းကဘာတူလဲရှေ့မတိုးနဲ့အနေရများတယ်လုံခြုံရေးဒီလူကိုဆွဲဖယ်လိုက်စမ်းမင်းကဘယ်မြင်းချန်ကလဲမင်းကပြောတာကိုနားလေတယ်ပေါ့မင်းဘာလုပ်နေတာလဲလှုပ်စမ်းဒီမြင်းကအချိန်မရွေးရုတ်တရက်တည်သွားနိုင်တယ်မင်းပါသွားဖြုတ်နေတာလေမင်းမှာစေကူတာခွင့်လိုင်စင်ရှိလို့လားတခုခုဖြစ်သွားရင်မင်းတာဝန်ယူနိုင်လို့လားဖြည်းဖြည်းလုံးတော့နည်းနည်းတော့နာတယ်ဒါပေမဲ့လုံးဝမလွတ်လိုက်နဲ့မင်းကောင်လေးတော်သေးတာပေါ့စေတနာရှိလို့ဟိုကတုံးကောင်ထက်တော့အများကြီးတာတယ်မင်းနာမည်ဘယ်လိုခေါ်လဲမွရှန်ယန်ဘယ်မှာအလုပ်လုပ်လဲ
မြင်းချီကျုံတာပါဟာ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 မြင်းချီကျုံတဲ့ဘော်ဒါမင်းကတော့တကယ်ကိုလမ်းတာပဲကွာဒီတစ်ခွက်ကတော့တကယ်ကိုမိုက်တယ်ကျွန်တော်သူ့ကိုတကယ်ပဲပါဆက်ပိတ်ထားစေချင်တယ်ထဖုံးရဲ့ကိစ္စကမြင်းစီလောကမှာဟိုးလေးတကြောဖြစ်သွားတယ်နာမည်မရှိတဲ့တိရစ္ဆာန်ဆရာဝန်လေးတစ်ယောက်ကလက်ပလာနဲ့မြင်းခွာကိုဖြုတ်ပြီးယွမ်တန်း20တန်ချန်ပီယံမြင်းကိုကယ်တင်ခဲ့တယ်ဆိုတဲ့ဇလန်းကဗိုင်းရပ်စ်တစ်ခုထက်တောင်ပိုမြန်ပြန့်သွားတယ်တချို့ကပြောတယ်ကျွန်တော်ကတောအောင်နေတဲ့ဆရာကြီးတယောက်ရဲ့တပည့်ရင်းနဲ့တချို့ကကြတော့ကျွန်တော်တို့မျိုးရိုးကဘိုးဘွား80တိုင်တိုင်နန်းတွင်မြင်းသမားတော်တွေဖြစ်ခဲ့တဲ့နောက်တချို့ကလည်းကျွန်တော်ကတစ်ချက်ကြည့်လိုက်တာနဲ့မြင်းခွာထဲမှာကြောက်ခဲရှိနေတာကိုသိတယ်တဲ့ကျွန်တော်ဘယ်ဟာကိုမှဝန်မခံတယ်လို့ဘယ်ဟာကိုမှလည်းမြင်းမနေဘူးပြောပြလဲဘယ်သူမှယုံမှာမဟုတ်ဘူးမတော်ရင်စိတ်ယောဂကူဆေးရုံတောင်ရောက်သွားနိုင်တယ်မြင်းပြိုင်ပွဲပြီးလို့3ရက်မြောက်နေ့မှာဖေးဟိုင်ထောင်းကကိုယ်တိုင်ကားမောင်းပြီးကျွန်တော်တို့မြင်းချံကိုရောက်လာတယ်မရှန်ရန်ဖေးဟိုင်ထောင်းကမင်းကိုလာရှာတယ်ကျွန်တော်ကိုရှာတာဒေါက်တာမှုနေကျွန်တော်ကဆရာဝန်မဟုတ်ဘူးကျွန်တော်မှလိုင်စင်တော့ကျွန်တော်သိပါတယ်အဲ့ဒါကြောင့်ခင်ဗျားကိုအလုပ်လာခံတာပါအိုးယာရုတက်တော့မှာပေါ့သွားရင်ငါချီးတွေကိုပြောင်းအောင်ကျုံသွားဖို့မမေးနဲ့အောင်မင်းနှခမ်းနားမှာတပုံပေးနေတယ်အခြေအနေသဘောမကျရင်ဆွေးနွေးလို့ရပါတယ်မဟုတ်ပါဘူးကျွန်တော်လက်ခံပါတယ်ကျန်တာဂယုဆိုင်မနေဘူးလေလာစာကတလကို8000ဆိုတော့တမျက်စီး18ချောင်းဝယ်ဖို့တောင်လောက်တယ်ဖေးဟိုင်ထောင်းရဲ့တော်ဝင်မြင်းစည်းကလပ်ကိုရောက်တော့မှထိတ်တန်းမြင့်ချန်ဆိုတာဘာလဲဆိုတာကျွန်တော်သိလိုက်ရတယ်ကျွန်တော်ငားနေတဲ့အခန်းချင်းလေးထက်အစ1000လောက်ပိုကောင်းတယ်ဟိုမဲကောင်ကိုမြင်လားနံပါတ်4နေရာကအရေးမုံတိုင်းနဲ့ပြီးခဲ့တဲ့ပြိုင်ပွဲတုန်းကနောက်ဆုံးကဝင်တာတော့မှလက်ဆံမွေးလေးခါပြီးကြွားနေသေးတယ်မင်းပါဆက်ပိတ်ထားစမ်းအဲ့ဒီတုန်းကမြင်းစည်းသမားကအရန်လေးနေတာလေးခွေးကောင်ရဲ့ပေါင်160တောင်ရှိတာကိုဘသူကတည်နိုင်မှလဲရှောက်မအော်ကြနဲ့နင်တို့နှစ်ကောင်ပေါင်းတောင်ငါ့ကိုမိမမဟုတ်ဘူးခြေခွင်လေးတွေဟေးမြင်းမဘသူကခြေခွင်တာလဲငါခွာတွေကအကောင်းကြီးกว่าတတိရှိရင်နောက်တစ်ခါထပ်ပြောကြည့်စမ်းတစ်ချိန်တည်းမှာအစဲတန်တဲ့သူ3ယောက်ရဲ့ live လွှင့်တာကိုပိတ်မရပဲဖွင့်ထားရတယ်လို့ပဲဒီအစွမ်းကစုလက်မဟုတ်ပဲအဖြစ်ပေးခံရတာလားလို့ကျွန်တော်အလေးနဲ့တန်တရားဝင်လာတယ်အလုတ်စင်းတဲ့ပထမအပတ်ကတော့ဘာပြဿနာမှမရှိဘူးအဓိကအကြောင်းရင်းကဖျားတဲ့မြင်မရှိလို့ပဲကျွန်တော်အလုတ်ကနေတိုင်းမြင်းဆောင်တွေကိုလှည့်ပတ်ကြည့်ပြီးမြင်းတကောင်ချင်းစီကိုစဉ်းစားဟန်နဲ့ကြည့်ကသူတို့နေမကောင်းတာရှိမရှိနားထောင်ဖို့ပဲနံပါတ်6နေရာကအစ်စ်ရောက်လာတဲ့မိတောက်သူရဲကောင်းဆိုတဲ့ကောင်မင်းညက3ခါတော့ဝမ်းသွားတယ်ဆိုတာနင်သိလားတေချာပေါက်ဟိုပန်းသည့်အစိမ်းတွေကိုခိုးစားလို့ပဲနေမှာအဲ့ဒါမျိုးကဝမ်းမလျှော်ပဲနေမလားငါကြီးရတဲ့လောက်တော့အစ်စ်ရောက်လာတဲ့အစာကျွေးတဲ့လူကအစင်ပြေသားပဲလုတ်ပုံကင်ပုံလေးမြင်တာတယ်ခေါင်းလေးနည်းနည်းပြောင်းနေတာကလွဲရင်ပေါ့နင်တို့မြင်းတို့တွေကအတုံးမကြတာတွေပဲပြောတတ်တယ်ငါစဉ်းစားနေတာကဒီနေ့အုပ်ချုံတွေလက်ဆက်ရက်လားဆိုတာပဲပြီးခဲ့တဲ့တစ်ခေါက်ကအုပ်ချုံတွေကမှုစော်နေနေတယ်လာမင်းစကတ်ပြောတာကိုကျွန်တော်တိတ်တိတ်လေးမှတ်ထားလိုက်တယ်အစာတူလောင်ယုံကိုသွားစစ်ကြည့်တော့တကယ်ပဲအုပ်ချုံတတုတ်ကဆူဆွပြီးမှုတက်နေတာကိုတွေ့ရတယ်နံပါတ်6ကိုတောင်ကအုပ်ချုံတတုတ်ဆူဆွနေပုံရတယ်တစ်ချက်လောက်သွားစစ်ပေးပါမင်းကဘလို့သိတာလဲကိုတောင်ကိုသွားခဲ့လို့လားအနက်ရလို့ပါမင်းနှာခေါင်းကတော်တော်ဆူတာပဲအင်းမွေးရပါပေါ့အန်ကယ်ချန်ကမယုံတဝက်ယုံတဝက်နဲ့သွားစစ်ကြည့်တော့တကယ်ပဲပြဿနာကိုတွေ့သွားတယ်အဲ့ဒီကစပြီးဒီလူကဘသူလဲဆိုတာကနေဒီလူကတော်တော်အစွမ်းစားရှိတာပဲလို့ပြောင်းသွားတယ်လာမင်းစကတ်ကမြင်းဆောင်ထဲမှာကျွန်တော်ကိုနှာမှုတ်ပြတယ်ကျေးဇူးတင်တယ်လို့ပဲကျွန်တော်နားလည်လိုက်တယ်ဒါမှမဟုတ်မစိုးပါဘူးအောင်မတ်တော်ရတယ်ဆိုတဲ့သဘောလည်းဖြစ်နိုင်တယ်မြင်းမတွေဆိုတော့လေတစ်ဆက်ကမာတယ်လေလာအောင်မှုငါနဲ့တစ်ချက်လောက်လိုက်ခဲ့သူကကျွန်တော်ကိုလာအောင်မှုလို့တောင်ခေါ်နေပြီးတလကို8000ရတဲ့မြင်းချီကျုံသမားကပထမ9ရက်မှာတင်တထေးနဲ့ညီကိုလိုဖြစ်နေပြီးတော်တော်လုံပါတယ်ချန်ပိုင်ရှင်နာမည်ကကန်းလီချွန်းအိမ်ချမ်းမြေလုပ်ငန်းရှင်ပိုင်ဆိုင်မှုကတန်းထောင်ကြီးရှိတယ်ဒါပေမဲ့ဒီနေ့သူကအိမ်ချမ်းမြေလုပ်ငန်းရှင်အနေနဲ့ကျွန်တော်တို့ကိုတွေ့တာမဟုတ်ဘူးခွေးမွေးတဲ့သူတယောက်အနေနဲ့တွေ့တာကျွန်တော်ရဲ့ Alaska ခွေးလေးအစာမစားတာ3ရက်ရှိပြီတိရစ္ဆာန်ဆရာဝန်3ယောက်ကိုပြပြီးပြီးဆေးစစ်တာတွေလည်းအကုန်လုံးပြီးပြီးတွေးစစ်တာ scan grade အကုန်လုံးပုံမှန်ပဲဒါပေမဲ့သူကအစာမစားဘူးအရင်ကလည်းအစာကြီးများတာတွေရှိပေမဲ့တရက်ထက်တော့မပိုဘူးအခုက3ရက်ရှိနေပြီဖေးဟိုင်ထောင်းကမင်းမှာအရေးချင်းရှိတယ်ဆိုလို့တစ်ချက်လောက်ကြည့်ပေးပါဦးဒါကအရေးကြီးတဲ့ဖောက်တယ်မှုလို့တစ်ချက်မကွဲစေနဲ့နော်နောက်တစ်ယောက်လာပြန်ပြီးငါဖင်တဲ့ကိုအက်လာထိုးမလို့လားငါပြောထားမယ်တော့ထပ်ထိုးရင်လူကိုကြိုက်မှာပဲမင်းဘာဖြစ်နေတာလဲ3ရက်ရှိပြီအစာမစားပဲနေတာမင်းတခင်ကတော့စိတ်ပူလို့တေးတော့မယ်ငါစိတ်ဆိုးနေတယ်လေစိတ်ဆိုးနေတာသူကတရက်ပြည့်တဲ့ဂိုဒင်ခွေးပေါက်လေးတစ်ကောင်ကိုခေါ်လာတယ်ဟွန်းဂိုဒင်ခွေးမလေးသူကငါရှိမှတယ်အဲ့ဒီခွေးမလေးရဲ့ဘိုက်ကိုပုတ်ပေးပြီးမင်းကတကယ်လိမ့်မာတာပဲဆိုပြီးပါကိုလည်းနန်းသေးတယ်သူငါကိုမနန်းတာ3လတောင်ရှိပြီးတော့အဲ့ဒီဂိုဒင်ကတော်တော်ဆိုးတာတကယ်ကိုအကျင့်မကောင်းဘူးလူမရှိတဲ့အချိန်ဆိုငါခွေးစားတွေကိုခိုးစားပြီးငါအိယာပေးမှတေးလာပန်းနဲ့ငါကသူ့ကိုဟောင်းတော့သူကအီအာအာနဲ့လှုပ်ပြတယ်အဲ့ဒီတော့သူကရောက်လာပြီးငါကိုဆူတယ်အတေးရောက်လာတဲ့ကောင်လေးကိုအနိုင်ကျင့်နေတဲ့မင်းကဘာလို့ဒီလောက်နားလည်မှုမရှိရတာလဲတဲ့ငါဒီအိမ်မှာနေလာတာ9နှစ်ရှိပြဤကွသူတယောက်တည်းနေတဲ့အချိန်ကနေအခုချိန်ထိပဲစောင်းတွင်းမှာအပူပေးဆက်ပြတ်သွားတော့ကသူ့ဆောင်ပေါ်မှာဝက်ပြီးအနှွေးတက်ပေးခဲ့တာငါပဲသူခီးထွက်သွားတဲ့လောက်ဝက်လုံးလုံးတကားဝမှာစောင့်နေခဲ့တာလဲငါပဲ9နှစ်တောင်ရှိပြီကွဂိုဒင်လေးရောက်လာတာ3ပတ်ပဲရှိသေးတယ်ငါကဘာမှမဟုတ်တော့ဘူးလေလားအဲ့ဒါကြောင့်ငါအစာမစားတာသူအဲ့ဒီကောင်မလေးကိုပဲတွားဖက်ထားလိုက်ပါလားဘလို့လဲဘာယောဂဖြစ်နေလဲဆိုတာသိပြီလား
ထေးကန်ကျွန်တော်ရိုင်းရိုင်းဆိုင်ဆိုင်ပဲမေးပါရစေခမားမကြသေးခင်ကမှဂိုးဒင်ခွေးလေးတစ်ကောင်အစ်စ်မွေးထားသေးလားမင်းဘလို့သိတာလဲခမားရဲ့အလက်စကာကခန္ဓာကိုယ်မှာပြဿနာရှိတာမဟုတ်ဘူးစိတ်ပိုင်းဆိုင်ရာပြဿနာပါစိတ်ပိုင်းဆိုင်ရာတူတဝင်တူနေတာပါဟင်းခမားမကြသေးခင်ကအာယုံဆိုင်မှုအတော်များများကိုအစ်စ်ရောက်လာတဲ့ဂိုးဒင်လေးစီကိုပေးလိုက်မိလို့လားသူကသူ့ကိုပြစ်ထားတယ်လို့ခံစားရလို့အစာငတ်ခံပြီးခမားရဲ့အာယုံဆိုင်မှုကိုရအောင်လုပ်နေတာထွန်တန်လေးပါမှားသွားပါတယ်ကွာဟေးလူကြီးခမားသွားလို့ရပြီငါတို့သားအဖတန်ရောစင်ပြန်တိဆောက်ဖို့အချိန်လေးပေးပါဦးအနှောက်အယှက်မပေးနဲ့နော်ဒါကတကယ်ကိုအနာကျင်ဆုံးအချက်ပဲသူဂိုးဒင်အစ်စ်မွေးထားတယ်ဆိုတာမင်းဘလို့သိတာလဲကြည့်လိုက်တာနဲ့သိတာပေါ့ဘလို့ကြည့်တာလဲအဲခန်းကော်စောပေါ်မှာရွှေရောင်ခွေးမွေးတွေရှိနေတယ်လေဒါပေမဲ့သူ့လက်စကာကအမဲနဲ့အဖြူရောနေတာလေဒါကကျွန်တော်ချက်ချင်းညံစင်ပြီးလိန်ပြောလိုက်တာပါလာအုံမှုမင်းကတကယ်တော်တာပဲကွာကျွန်တော်ဘယ်တော့လောက်များပတ်စံစုမိပြီးစူညံတန်ကိုဖျောက်ပေးတဲ့နှစ်ချက်တစ်ခုဝယ်နိုင်မလဲနားအတွက်မဟုတ်ဘူးခေါင်းအတွက်သုံးဖို့ကန်းလီချုံရဲ့ကိစ္စသတင်းပြန်သွားပြီးတဲ့နောက်ကျွန်တော်ဖုန်းကမအားတော့ဘူးကျွန်တော်ဖုန်းမဟုတ်ပါဘူးဖေးဟိုင်ထောင်းရဲ့ဖုန်းပါကျင်ချံမျိုးကဈေးကြီးတဲ့အိမ်မွေးတိရစ္ဆာန်တွေမွေးထားတဲ့တထေးတွေကကျွန်တော်ထင်ထားတာထက်အများကြီးပိုများတယ်အဲ့ဒီတထေးတွေရဲ့အကြီးမားဆုံးပြဿနာကသူတို့ရဲ့အချစ်တော်တိရစ္ဆာန်လေးတွေတစ်ခုခုထူးခြားနေတာပဲဒါပေမဲ့တိရစ္ဆာန်ဆရာဝန်တွေကလည်းဘာယောဂမှန်းရှာမတွေ့ဘူးဘာလို့လဲဆိုတော့အများစုကခန္ဓာကိုယ်ပြဿနာမဟုတ်ပဲစိတ်ပိုင်းဆိုင်ရာပြဿနာတွေဖြစ်နေလို့ပဲဒီလိုနဲ့တိရစ္ဆာန်တွေကိုစိတ်ပိုင်းဆိုင်ရာအကြံပေးဆွေးနွေးနိုင်တဲ့ကဘာပေါ်ကတူးရဲတော်သူဟာကျွန်တော်ဖြစ်လာခဲ့တယ်တိုးပေမဲ့ကျွန်တော်ရဲ့စိတ်ပိုင်းဆိုင်ရာကိုလည်းဆွေးနွေးဖို့လိုနေနိုင်တယ်ဒုတိယမြောက်ဖောက်တွေကအလှပြင်ဆိုင်ခွဲတွေဖွင့်ထားတဲ့အမျိုးသမီးတထေးတစ်ယောက်ဖန်လို့ခေါ်တဲ့သူ့ကြောင့်လေးကတကိုယ်လုံးအမွှေးတွေကျွတ်နေပြီးကင်လိုက်တာနဲ့အမွှေးတွေပါလာတဲ့တိရစ္ဆာန်စေကန်းတစ်ခုကိုပြပြီးအလွန်မင်းကြောက်လန့်တာကြောင့်ဖြစ်တာလို့ပြောကြတယ်ဒါပေမဲ့ငါအိမ်ကပတ်ဝန်းကျင်မှာမပြောင်းလဲတာသူကဘာကိုသွားပြီးအလွန်မင်းကြောက်လန့်နေရတာလဲနင့်လက်မှာမြင်းချင်းနဲ့နန်နေတဲ့ပထမဆုံးစကားတစ်ခုနဲ့တင်ကျွန်တော်ကိုအသေးပေါက်ကွဲသွားစေတယ်နင့်ရဲ့ညစ်ပတ်နေတဲ့လက်ကိုငါကိုပေါ်ကနေဖယ်ဆန်းငါခုလေးတင်ရေချိုးထားတာတနေ့ကမှပြင်တစ်ကနေတင်သွင်းတဲ့ကြောင်သုံးကိုရိုက်ဆက်ပြားနဲ့ချိုးထားတာတပလင်းကိုရွှန်ရှိရတောင်ပေးရတာနင်သုံးနိုင်မှာမဟုတ်ဘူးဟုတ်ပါပြီလူလန်းစားခွဲခြားတတ်တဲ့ကြောင်ကောင်ပဲမင်းဘာလို့အမွှေးတွေကျွတ်နေတာလဲဘာလို့လဲဆိုတော့စိတ်ညစ်လို့လေဘာကိုစိတ်ညစ်နေတာလဲသူကတလောက like တွေကြည့်နေတယ် likeပစ္စည်းအတူတွေရောင်းတဲ့ like လေးအတန်ရမ်းကျဲတဲ့မိန်းမတစ်ယောက်ကဖုန်းကိုကြည့်ပြီးအော်နေတာ3နှစ်တလင့်ကိုတင်လိုက်ပြီးမိသားစုဝင်တို့ရေမသွားကြနဲ့အိုးတဲ့နေတိုင်းညဘက်ဆိုမနက်2နာရီအထိအော်နေတာငါကည7နာရီဆိုအေးရတော့မှသူ့ရဲ့ဆောက်ဖုန်းကအတန်ချက်ဆက်ဖွင့်ထားတော့အတန်ကတေးလောက်အောင်ကျဲတယ်ငါစက်တိုက်လောဝက်လောက်ကောင်းကောင်းအိတ်မပြောဘူးငါကျွတ်နေတာအမွှေးတွေမဟုတ်ဘူးဒီအိမ်ပေါ်ထားတဲ့ငါရဲ့စိတ်ပြတ်မှုတွေပဲတထေးမဖန်ကျွန်တော်ရိုင်းရိုင်းဆိုင်ဆိုင်ပဲမေးပြရစီခမားမကြသေးခင်ကအိမ်မှာ like တွေခဏခဏကြည့်ဖြစ်လားဖုန်းအတန်ကိုအကျယ်ကြီးဖွင့်ထားပြီးတော့လေငါအခန်းဖော်ကြည့်တာပါဘာဖြစ်လို့လဲခမားရဲ့ကြောင်လေးကနေမကောင်းဖြစ်နေတာမဟုတ်ဘူးအေးရီမောဝါလို့ဖြစ်လာတဲ့စိတ်ဖိစီးမှုကြောင့်အမွှေးတွေကျွတ်နေတာပါသူ့ရဲ့အိတ်ဆက်ချိန်တွေပျက်စီးသွားလို့ပါငါ like ကြည့်တာလေးကြောင့်ပဲလားကြောင်တွေရဲ့အကြားအာယုံကလူတွေထက်အများကြီးပိုပြီးအာယုံခံနိုင်စွမ်းရှိပါတယ်ခမားဖုန်းကထွက်လာတဲ့အတန်ကျဲကြီးကသူ့အတွက်တော့စူညံတန်ပုံကျဲခံနေရတယ်လို့ပါပဲည10နာရီနောက်ပိုင်းဆိုနှစ်ချက်သုံးဖို့အကြံပြုချင်ပါတယ်ဒါမှမဟုတ်ကြောင်လေးကိုတိတ်ဆိတ်တဲ့တီးတက်နေရာလေးတစ်ခုပေးလိုက်ပါကြောင်လေးအမွှေးမကျွတ်တော့ဘူးပတ်စံဘယ်လောက်ရလဲဆိုတာကိုဖေးဟိုင်ထောင်းကကျွန်တော်ကိုမပြောပြဘူးဒါပေမဲ့ကျွန်တော်ကိုခွဲပေးတဲ့အချိုးစားကကျွန်တော်ရဲ့အရင်လစာတစ်လစာထက်အများကြီးပိုများနေတယ်ဒီစွမ်းကတော်တော်အသုံးဝင်နေလို့ကျွန်တော်စတင်ခံစားလာရတယ်ဖေးဟိုင်ထောင်းမင်းစီကမူရှန်ရန်ကိုငါ့ကိုခဏလောက်ငှားလို့ရမလားငါစီမှာလူနာတစ်ကောင်ရှိတယ်3လရှိပြီယောဂရှာမတွေ့ဘူးပိုင်ရှင်ကတိုင်တောင်တိုင်နေပြီးသွားမလားဘာတရိတ်ဆန်လဲအာဝေဆိုတဲ့ကြက်တူကြီးတစ်ကောင်စကားပြောတတ်တယ်ရုတ်တရက်ကျွန်တော်စီမှာမကောင်းတဲ့ကြိုတင်ခံစားမှုတစ်ခုဝင်လာတယ်တကယ်ပဲအန်ခမ်းအိမ်မွေးတိရစ္ဆာန်စေကန်းကိုရောက်တာနဲ့ကျွန်တော်နောက်တရသွားတယ်သူ့ရဲ့ပြဿနာကသူ့ကိုယ်သူအနာတရားဖြစ်အောင်လုပ်တာအမွေးတွေကိုယ်တိုင်လုပ်တာပဲလူမရှိတဲ့အချိန်ဆိုသူ့အမွေးသူနှုတ်တဲ့ဆေးစစ်ချက်တွေအကုန်လုံးကပုံမှန်ပဲတွေးကပ်ပါကောင်အာဟာရညှိုးကိန်းတွေအကုန်လုံးမှာဘာပြဿနာမှမရှိဘူးအပြုတ်မှုပိုင်းဆိုင်ရာကျွမ်းကျင်သူတွေလည်းလာကြည့်ပြီးစိတ်ပိုင်းဆိုင်ရာပြဿနာလို့ပြောကြတယ်ဒါပေမဲ့တိကျတဲ့အကြောင်းရင်းကိုတော့ရှာမတွေ့ကြဘူးသူတခင်ကလင်းလို့ခေါ်တယ်နိုင်ငံခြားကုန်သွယ်ရေးလုပ်ငန်းလုပ်တယ်ပတ်စံလဲအရန်ချမ်းသာတယ်လို့အရန်လဲစိတ်ပူနေတယ်ထပ်ပြီးမကူပေးနိုင်ရင်ကျွန်တော်တို့ကိုတိုင်မယ်လို့ပြောတယ်ဒီကောင်ကဘယ်ကအယူလဲသူတို့ကအမေရိကန်မှာကျေပြတ်နေတာလားမဟုတ်ဘူးကြောက်လို့မဟုတ်ဘူးဘေးနားမှာခုံးတဲပင်းနဲ့သူ့ရဲ့လက်ထောက်တွေရှိနေလို့ဒီချက်တူရွေးကလူစကားကိုဓာတ်ရိုက်ပြောချလိုက်တာပဲမအံ့ဩပါနဲ့အာဟွေကကဘာပေါ်မှာညံကောင်းဆုံးငှက်တွေတဲကတကောင်ပါလူစကားကိုအတုခိုးပြီးပြောတတ်တယ်ဒါပေမဲ့သူကပုံမှန်ဆိုစကားတိတ်မပြောဘူးဒီနေ့တော့တော်တော်တက်ကြွနေတယ်အတုခိုးတာဒါကအတုခိုးတာလို့သူထင်နေတာလားရွေးဖန်ဆန်းသူ့မှာကလောင်တွေအများကြီးရှိတယ်စီးပွားရေးတချို့ကိုတူပါပြီးလုပ်ဖို့ရွေးမင်ထုံးသူမယုံသေးတော့ဘူးတကယ်လို့သူယုံသွားရင်မင်းကိုကူညီပြီးရှင်းပေးမယ်ဒါပေမဲ့ကျေးဇူးပြုပြီးသူတို့ကိုနောက်ထပ်ကူညီပေးပါဦးဒီငှက်ကကျွန်တော်ထက်ပိုညံကောင်းတဲ့သူပုံမှန်အိမ်မှာဆိုဘာတွေပြောလို့ရှိလဲသူတခင်တင်ပေးထားတဲ့ရိုးရှင်းတဲ့စကားလုံးတွေလောက်ပါပဲမင်္ဂလာပါစီးပွားရေးလက်လာပါတွေတိုးတက်ပါစေအဲ့ဒါမျိုးတွေပေါ့တရားမျှတမှုမရှိဘူး
ရုတ်ပြည်ကလင်းဆိုတဲ့သခင်သူကယွမ်9000လောက်လွတ်သွားတယ်အထွေထွေမန်နေဂျာကငါ့ကိုအကြောင်းပြန်တယ်ရန်ရွေးရှိကလုံးဝအရှုံးမပေးဘူးမင်းကဘာလို့ချက်တွေကိုသူတို့ကိုပေးလိုက်တာလဲရန်ဝမ်ကခေါင်းမော်ပြီးဟန်ဆောင်နေတယ်ဘာတွေလဲယူဒစ်တခုတော့ရှိရမယ်ဒါပေမဲ့အခုထိကွန်ပျူတာမှာယူဒစ်တက်တာကိုမမြင်ဘူးသေးဘူးကန်ကောင်းရင်တော့3လောက်ကောနဲ့အရင်ကပ်ပြီးတက်လို့ရမယ်သတင်းပေါက်ကနေအမဲရောင်ပစ္စည်းတွေပေးပို့လို့ရတယ်ကွန်ပျူတာစခရင်မှာရှာကြည့်လို့ရတယ်ဒါမှမဟုတ်အမည်မသိယူဒစ်တခုပို့ပေးလိုက်မယ်လက်အိတ်ဆွပြီးလို့အိတ်ထဲမှာအကုန်ထည့်ထားနောက်ထပ်တေချာအောင်လုပ်အဆက်ပြောက်တွေထည့်ပေးလို့ရတယ်ငါမှာဖောင်တိန်နေငယ်ပဲရှိတယ်အကုန်လုံးကတိတ်လာလွန်းတယ်ဒီလောက်ကောင်းတဲ့ဟာတွေကိုလိုချင်နေတာကိုအမဲရောင်တုတ်ပြရတော့မယ်ငါတို့ကစေးကမ်းမှာပဲရှိနေတာလေဒါကအိမ်မွေးတိရစ္ဆာန်စေကူတာရေးပြဿနာမဟုတ်တော့ဘူးဒါကစီးပွားရေးအငင်းပွားမှုပြဿနာတစ်ခုရာဇဝတ်မှုတစ်ခုတောင်ဖြစ်နိုင်ခြေရှိတယ်ခမရကျွန်တော်ကိုဘာကူညီစေချင်တာလဲရွေးထုံပြန်ရောက်လာပြီတညလုံးအန်ခန်းကိုလာရှာနေတာမြန်သွားရေမြောင်းနဲ့ရောက်နေပြီသူတို့ကငါတို့ကိုကူညီပေးနိုင်တယ်ကားဆရာကိုမြှောက်ပေးလို့ရတယ်ကျွန်တော်အတက်နိုင်ဆုံးကြိုးစားပါမယ်စီးပွားရေးလက်လာပါတွေတိုးတက်ပါစေဟောသူပြောပြန်ပြီဒေါက်တာခုံဒီချက်တူရွေးလေးကိုအနာတရားဖြစ်အောင်လုပ်နေတဲ့အဓိကအကြောင်းရင်းကသူ့ရဲ့နေထိုင်ရတဲ့ပတ်ဝန်းကျင်မှာစိတ်ဖိစီးမှုအယမ်းများနေတဲ့အရင်းမြစ်တစ်ခုရှိနေလို့ပါရှင်းပြောရရင်သူ့ရဲ့တခင်ကမကြသေးခင်ကစိတ်ဖိစီးမှုအယမ်းများနေတဲ့ချက်တူရွေးတွေကခံစားချက်ကိုကူးစက်ခံရလွယ်တဲ့အစွမ်းအယမ်းမြင့်မာတဲ့တခင်ရဲ့အစိုးမြင့်စိတ်ခံစားချက်တွေကသူ့ရဲ့စိတ်ပိုင်းဆိုင်ရာကိုဓာတ်ရိုက်လွှမ်းမိုးသွားတာပါမင်းဆိုလိုတာကတခင်ရဲ့စိတ်ခံစားချက်ကြောင့်ဖြစ်တာပေါ့ဟုတ်ပါတယ်ဒါကချက်တူရွေးရဲ့ယောဂမဟုတ်ဘူးတခင်ရဲ့ယောဂပါတခင်ရဲ့လက်ရှိအခြေအနေကိုသူ့ကိုတေချာလေးမေးကြည့်ဖို့အကြံပြုချင်ပါတယ်မင်းတေချာလားတေချာပါတယ်နောက်ပိုင်းဖြစ်သွားတဲ့ကိစ္စတွေကိုတော့ကျွန်တော်မသိတော့ဘူးလင်းသူထေးကခုံးနယ်ရှမ်းစီကိုကိုယ်တိုင်လာပြီးအမှန်တိုင်းပြောပြခဲ့တယ်သူကသူ့ရဲ့အဆုရှယ်ယာရှင်ကိုတရားစွဲဖို့ပြင်ဆင်နေတာစိတ်ဖိစီးမှုအယမ်းများလုံးလို့နေတိုင်းအိတ်မပြောတဲ့ယောဂဖြစ်နေတယ်ဒေါသထွက်တာတွေကိုချက်တူရွေးကိုဆဲဆိုပြီးအတိုးချနေခဲ့တာသူ့ရဲ့စိတ်ခံစားချက်တွေကငှက်ကလေးကိုဒုက္ခပေးလိုက်မယ်လို့သူတခါမှမတွေးမိခဲ့ဘူးတဲ့ဒီကွန်ပျူတာကမင်းနဲ့ပဲထိုက်တန်တာပါခုံးနယ်ချမ်းကဒီကွန်ပျူတာကိုကျွန်တော်ကိုပေးတင်တယ်လို့ထင်ပေမဲ့ကျွန်တော်လက်မခံခဲ့ဘူးမင်းကငှက်တကောင်ကိုတောင်ကြည့်ပေးနိုင်တယ်လို့ငါကြားတယ်ငှက်တကောင်လဲလားငါစိတ်ထင်မင်းရဲ့အဲ့ဒီစေးပညာစွမ်းရည်လေးကငှက်တကောင်လောက်ပဲတန်တာလားမင်းရင်ဆုံးမင်းရဲ့အတိုက်ကချေးတွေကိုပြောင်းအောင်ကျုံးလိုက်စမ်းပါပြီးမှလာကြွားစမ်းပါအဲ့ဒီကောင်ရဲ့အုပ်ကြုံထဲမှာတစုံရှော့ထဲဖို့ကျွန်တော်ဆုံးဖြတ်လိုက်တယ်နာမည်ကျော်ကြားမှုဆိုတာကတစ်ချိန်ပြန့်နှံ့သွားပြီဆိုရင်တားလို့မရတော့ဘူးအထူးသဖြင့်ချမ်းသာတဲ့သူတွေရဲ့အတိုင်းဝိုင်းထဲမှာပေါ့တလအတွင်းမှာကျွန်တော်အမှုပေါင်း18ခုကိုကင်တွယ်ခဲ့ရတယ်အလက်စကာခွေးလေးအစာငတ်ခံတာစိတ်ခံစားမှုပြဿနာပိုက်ပြည့်နေတဲ့ကြောင်လေးအမွှေးကျွတ်တာစူညံတန်ပြဿနာအဟွေကိုအနာတရားလောက်တာတခင်ရဲ့စိတ်ပိုင်းဆိုင်ရာပြဿနာတွေကူးဆက်လာတာဂိုဒင်ခွေးလေးစိတ်တက်ကြနေတာတခင်ကကွာရှင်းလိုက်လို့ခွေးလေးကဘသူနဲ့လက်ရမှန်းမသိဖြစ်နေတာကာဖီကြောင်လေးအစားလွန်နေတာအိမ်မှာအလိုလျောက်အစာကျွေးဆက်တက်ထားတာကိုကြောင်ကအချိန်ကိုက်စကဝက်ကိုဖောက်ထွင်းပြီးဖွင့်စားနေတာကော်ကီခွပေးလေးအိမ်ကိုဖျက်ဆီးနေတာဘေးအိမ်ကအိမ်ပြင်နေလို့စူညံလုံးတာကိုကော်ကီကအကြမ်းဖက်နီးနဲ့တုံ့ပြန်နေတာစာမွိုင်းရက်ခွေးလေးလူကိုတွားဖျက်ပြနေတာရန်လိုနေတာမဟုတ်ဘူးအစ်စ်လဲလိုက်တဲ့ကိုရိုက်ဆက်ပြအနံ့ကအရန်ပြင်းနေလို့နင့်ကိုကအရန်နန်တယ်လို့ပြောနေတာအမှုတိုင်းကနားထောင်ကြည့်ရင်ယုံနိုင်စရာမရှိပေမဲ့အကုန်လုံးကတကယ်ဖြစ်နေတာတွေကြီးပဲကျွန်တော်ရဲ့ယောဂရှာဖွေမှုအောင်မြင်နှုန်းကရာခိုင်နှုန်းပြည့်ပဲဘာလို့လဲဆိုတော့ကျွန်တော်ကခိုးချနေတာကိုကျွန်တော်ကကာယကံရှင်စီကနေတိုက်ရိုက်ထွက်ဆိုချက်တွေကိုနားထောင်နိုင်တဲ့ဒီခံစားချက်ကတရားသူကြီးတယောက်ကအမှုစစ်တဲ့အခါတရားခံရဲ့စိတ်ထဲကတွေးနေတာတွေကိုတိုက်ရိုက်နားထောင်နိုင်တယ်လို့မျိုးပဲတကယ်ကိုမတရားဘူးဒါပေမဲ့ကျွန်တော်ဘဝကတော့အဲ့ဒီစွမ်းရည်ကြောင့်တကယ်ပဲပြောင်းလဲသွားခဲ့တယ်တစ်လကို8000ရတဲ့အပြင်အမှုတွေကနေရတဲ့စုချင်းငွေတွေနဲ့ပါဆိုတော့ဒုတိယလမှာကျွန်တော်ရလိုက်တဲ့ဝင်ငွေကရွန်း2သိန်းကျော်သွားတယ်အဲ့ဒီခန်းချင်းလေးကိုပြန်အပ်လိုက်ပြီးဝရန်တာပါတဲ့အိတ်ခန်းတစ်ခန်းဧခန်းတစ်ခန်းပါတဲ့အခန်းကိုငှားလိုက်တဲ့အဖေနဲ့အမေစီကိုရွန်း9000လမ်းပို့လိုက်တဲ့အမေကဖုန်းထဲမှာအတော်ကြာအောင်ငိုနေတယ်ပြီးတော့ကျွန်တော်ကိုရီးစားရပြီလားလို့မေးတယ်မရသေးဘူးတိရစ္ဆာန်တွေစကားပြောတာကိုနားလေတာကမိမတွေစကားပြောတာကိုနားလေတယ်လို့ဆိုလိုတာမှမဟုတ်တာဒီတတဝါ2မျိုးရဲ့ဆက်သွယ်ရခက်ခဲမှုအဆင့်ကရှင်လို့ရမှာမဟုတ်ဘူးအရာအလုံးကကောင်းမွန်တဲ့ဘက်ကိုဥတည်နေချိန်မှာပဲပြဿနာကရောက်လာတယ်။မြင်းစီလောကကချီချမ်းပန်းဆိုတာအဲ့ဒီနေ့ပြိုင်ပွဲကွင်းမှာထဖုံးကိုအိတ်ဆေးထိုးတက်ဖို့နည်းနည်းလေးပဲလိုတော့တဲ့စီနီယာတရိတ်ဆန်ဆရာဝန်ပေါ့သူကကျွန်တော်ကိုမျက်စိကျနေပြီးတိတိကျကျပြောရရင်မျက်စိကျတာမဟုတ်ဘူးအညိုးထားနေတာထဖုံးကိစ္စဖြစ်ပြီးတဲ့နောက်ပိုင်းအတိုင်းဝိုင်းထဲမှာသူ့ရဲ့နာမည်ကောင်းကအတော်လေးထိခိုက်သွားတယ်။ယွန်တန်း20တန်ချန်ပီယံမြင်းရဲ့ခွာထဲမှာကြောက်ခဲညက်နေတာကိုတောင်စစ်ဆေးလို့မတွေ့ဘူးဆိုတဲ့ဇလန်းကသူ့ကိုဟာတာတစ်ခုဖြစ်သွားစေတယ်။ဘသူမှသူ့ကိုမျက်နှာချင်းဆိုင်မလောင်ရကြပေမဲ့အဲ့ဒီလိုအကြည့်တွေကိုသူခံစားနေရတယ်ပြီးတော့သူ့ကိုအဲ့ဒီလိုအစွမ်းစားမရှိတဲ့သူဖြစ်သွားအောင်လုပ်လိုက်တာကကျွန်တော်လေလာအိုမှုတလောကတတိထားနေတော့ချီချမ်းပန်းကမင်းရဲ့နောက်ကျောင်းတွေကိုနေရာတကာလိုက်စုံစမ်းနေတယ်။ဘာတွေစုံစမ်းတာလဲ။မင်းရဲ့ပညာအရေးချင်းမင်းရဲ့လုပ်ငန်းခွင်အတွေ့အကြုံမင်းမှာတိရစ္ဆာန်စေကူတာခွင်လိုင်စင်ရှိမရှိဆိုတာတွေလေ
ကျွန်တော်တိတ်ဆိတ်သွားတယ်ဘာလို့လဲဆိုတော့ကျွန်တော်မှတကယ်ပဲတရိတ်ဆန်ဆေးကူတာခွင့်လိုင်စင်မရှိဘူးလေတရိတ်ဆန်ဆေးကူတာရေးမေဂျာနဲ့ကြောင်းပြီးထားတာမှန်ပေမဲ့ကြောင်းပြီးကလေးကမြင်းချေးပဲကျုံနေတာဆိုတော့လိုင်စင်တစ်ခါမှမဖြေဘူးတင်းတင်းကြပ်ကြပ်ပြောရရင်အခုကျွန်တော်တရိတ်ဆန်တွေကိုယောဂရှာဖွေပေးနေတာအားလုံးကဥပဒေနဲ့မလွတ်ကင်းဘူးကျွန်တော်ရဲ့ယာရုကကျမ်းမာရေးအကြံပေးတရိတ်ဆန်ဆရာဝန်မဟုတ်ဘူးဒါပေမဲ့တယောက်ယောက်ကသာဆိုအတင်းကျွန်တော်ကိုတရားမဝင်ဆေးကူတာနေပါတယ်လို့တရားစွဲမယ်ဆိုရင်ဒါကမိုင်းပုံတစ်လုံးပဲချီကျမ်းပန်းကအဲ့ဒီမိုင်းပုံကိုနင်းဖို့ရည်ရွယ်ထားတာသိကြတယ်အမှုနိုင်သွားပြီး၃ပတ်ကြာတော့ကြက်တူရွေးပိုင်ရှင်ကအမှုနိုင်သွားလို့စေကန်းကိုဂုံပြူလာတကူတကလာပို့တဲ့ချီကျမ်းပန်းကတော့ထပ်ဖုန်းကိစ္စကြောင့်ကျွန်တော်ကိုအညှိုးထားပြီးကျွန်တော်နောက်ကျောင်းကိုနေရာတကာလိုက်စုံစမ်းနေပြီကျင်ချန်တရိတ်ဆန်ဆေးကူတာရေးအတင်းကကြီးမှုကျင်းပတဲ့၃လတစ်ကြိမ်လုပ်ငန်းတွင်တရိတ်ဆန်ဆရာဝန်တွေစုစည်းပြီးယောဂကူတာမှုအတွေ့အကြုံတွေဖလှယ်ကြတဲ့ပွဲကိုဖေးဟိုင်ထောင်ကကျွန်တော်ကိုခေါ်သွားတယ်တကယ်တော့ကျွန်တော်ကိုလူလုံးပြဖို့နဲ့အတိုင်းဝိုင်းနဲ့ကိုတရားဝင်မိတ်ဆက်ပေးဖို့ရည်ရွယ်တာပါဒါပေမဲ့အစည်းအဝေးခန်းထဲကိုဝင်ချင်းမှာပဲရှေ့ဆုံးတန်းမှာထိုင်နေတဲ့ချီကျမ်းပန်းကိုကျွန်တော်တွေ့လိုက်ရတယ်ကျွန်တော်တခုလောက်မေးမြန်းချင်ပါတယ်မကြသေးခင်ကမှဒီအတိုင်းဝိုင်းမှာနာမည်ထွက်လာတဲ့မစ္စတာမူရှန်ယန်ကိုပါမစ္စတာမူကမြင်းခွာကိုစစ်ဆေးပေးခဲ့တဲ့ကိစ္စတစ်ခုနဲ့နာမည်ကြီးလာတာကိုဒီမှာရှိတဲ့လုပ်ဖော်ကိုင်ဖက်တွေအားလုံးကြားဘူးကြမှာပါဒါပေမဲ့ကျွန်တော်မှမစ္စတာမူကိုမျက်နှာချင်းဆိုင်မေးချင်တဲ့မေးခွန်းတစ်ခုရှိပါတယ်ခင်ဗျားရဲ့တရားဝင်တရိတ်ဆန်ဆေးကူတာခွင့်လိုင်စင်နံပါတ်ကဘယ်လောက်လဲကျွန်တော်မှလိုင်စင်ရှိရင်နံပါတ်ပြောလိုက်ရုံပဲမရှိဘူးဆိုရင်တော့လုပ်ငန်းခွင်တစ်ခုလုံးရဲ့ရှေ့မှာလိုင်စင်မရှိဘဲအလုပ်လုပ်နေကြောင်းဝန်ခံလိုက်ရပြီးအကျိုးဆက်ကဘယ်လိုဖြစ်မလဲဆိုတာတွေးကြည့်လို့ရပါတယ်ဒေါက်တာချီကျွန်တော်မှတရားဝင်တရိတ်ဆန်ဆေးကူတာခွင့်လိုင်စင်မရှိပါဘူးအဲ့ဒီလိုဆိုရင်တရုတ်ပြည်သူ့သမ္မတနိုင်ငံတရိတ်ဆန်ကူးစက်ရောဂါကာကွယ်ရေးဥပဒေပုံမှန်80တေအရတရားဝင်တရိတ်ဆန်ဆေးကူတာခွင့်လိုင်စင်မရှိဘဲတရိတ်ဆန်ဆေးကူတာခြင်းလုပ်ငန်းတွေကိုလုပ်ကိုင်မယ်ဆိုရင်ခရိုင်အဆင့်ထက်ဒေသန္တရအစိုးရရဲ့တရိတ်ဆန်ဆေးကူတာရေးဌာနကနေဆေးကူတာခြင်းလုပ်ငန်းတွေကိုရပ်ဆိုင်းဖို့အမိန့်ချမှတ်နိုင်ပြီးတရားမဝင်ရရှိထားတဲ့ဝင်ငွေတွေကိုသိမ်းဆည်းနိုင်တယ်ဒေါက်တာချီကျွန်တော်ရဲ့ယာရုကတရိတ်ဆန်ကျမ်းမာရေးအကြံပေးပါတရိတ်ဆန်ဆရာဝန်မဟုတ်ပါဘူးကျွန်တော်တခါမှဆေးစာမရေးပေးဘူးခွဲစိတ်မှုမလုပ်ဘူးဆေးမထိုးပေးဘူးကျွန်တော်လုပ်တာကအပြုတ်မှုတွေကိုလေ့လာပြီးအကြံပြုချက်ပေးတာပါဒါကတရိတ်ဆန်ဆေးကုသခြင်းစီမံခန့်ခွဲမှုနည်းဥပဒေမှာပြဋ္ဌာန်းထားတဲ့တရိတ်ဆန်ဆေးကုသခြင်းလုပ်ငန်းတွေထဲမှာအကျုံးမဝင်ပါဘူးတကယ်လို့ခင်ဗျားကကျွန်တော်ရဲ့အလုပ်တာဝန်နယ်ပယ်ကကြော်လွန်နေတယ်လို့ထင်ရင်သက်ဆိုင်ရာဌာနကိုတိုင်ကြားနိုင်ပါတယ်ကျွန်တော်အချိန်မရွေးစစ်ဆေးမှုကိုပူးပေါင်းပါဝင်ဖို့အဆင်သင့်ပါဒီအဖြေကိုသူမမျှော်လင့်ထားဘူးကျွန်တော်ပြရခတ်သွားမယ်လို့သူထင်နေတာဒါပေမဲ့ကျွန်တော်ကပြရခတ်မှာမဟုတ်ဘူးဒီပွဲကိုမလာခင်ည3ညလောက်အချိန်ယူပြီးသက်ဆိုင်ရာဥပဒေနဲ့စည်းမျဉ်းတွေကိုကျွန်တော်တေချာလေ့လာထားပြီးသားဒါပေမဲ့မင်းပြောတဲ့အပြုအမူလေ့လာခြင်းရဲ့အထောက်အထားကဘာလဲငင်းခွာထဲမှာကြောက်ခဲရှိနေတာကိုမင်းပါထောက်ထားနဲ့ဆုံးဖြတ်တာလဲခွေးတကောင်တဝင်းတူနေတယ်ဆိုတာကိုမင်းပါထောက်ထားနဲ့ဆုံးဖြတ်တာလဲဒီလိုယောဂရှာဖွေမှုတွေရဲ့သိပ္ပံနည်းကျအထောက်အထားကဘာမှလဲဒါမှမဟုတ်မင်းကနတ်ဝင်သည်လိုဝိညာဉ်တွေနဲ့ဆက်သွယ်တယ်လို့တွေတုံးနေတာလားဒေါက်တာချီအဲ့ဒီနေ့ကထပ်ဖုန်းအပေါ်ခမရဲ့ဆုံးဖြတ်ချက်ကရုတ်တရက်နှလုံးနဲ့အဆုတ်ရက်သွားတာဖြစ်ပြီးအေးဆေးထိုးဖို့အကြံပြုခဲ့တယ်တကယ်လို့ကျွန်တော်ကသာအပိုးတွေလုပ်ပြီးမြင်းခွာကိုမဖြုတ်ခဲ့ဘူးဆိုရင်အဲ့ဒီရွမ်23တန်းတန်ချန်ပီယံမြင်းကအခုချိန်ဆိုအလောင်းတစ်လောင်းဖြစ်နေပြီးကျွန်တော်ရဲ့အထောက်ထားကတော့ကျွန်တော်တေချာကြည့်ခဲ့တယ်ခမမကြည့်တဲ့နေရာတွေကိုကျွန်တော်ကြည့်ခဲ့တယ်ဒါပါပဲဒါပေမဲ့သူ့ရဲ့မျက်လုံးတွေကဒီကိစ္စဒီလောက်နဲ့မပြီးသေးဘူးဆိုတာကိုပြောနေတယ်ဟာလာအောင်မှုမင်းတော်ရဲကွာတကယ်မိုက်တဲ့အဖြေပဲချီချမ်းမန်းသူထက်လာလိုက်အောင်မယ်ငါသိတယ်ဒါပေမဲ့မင်းစိတ်ချပါမင်းငါစီမှာရှိနေတဲ့၍ဘယ်သူမှမင်းကိုမထိနိုင်စေရဘူးလာမယ့်အပတ်မှာအလုပ်ကြီးတစ်ခုရှိတယ်တထေးဝံမိတ်ဆက်ပေးတာသူ့မှာယူနန်ပြည်နယ်မှာဂေဟစနစ်နဲ့မွေးမြူထားတဲ့နွားချန်ကြီးတစ်ခုရှိတယ်နွားအကောင်300ကျော်တယ်မကြသေးခင်ကအကြောင်းရင်းမသိပဲနှုတ်ထွက်နှုံးတွေအကြီးကျယ်ကျဆင်းနေတယ်လူတော်များများကိုခေါ်ပြပြီးမြင်းသွားရဲလားနွားကောင်ရီ300နွားကောင်ရီ300ကတပြိုင်နက်တည်းစကားပြောနေတာကိုနားထောင်ရမယ်ဆိုတဲ့အတိကတွေးကြည့်ုံနဲ့တင်ခေါင်းနှပန်းကြီးကျင်စေရပဲသွားမယ်ဒါပေမဲ့ကျွန်တော်အရင်ဆုံးတရိတ်ဆန်ဆေးကူတာခွင့်လိုင်စင်သွားဖြေရအောင်မယ်ချီချမ်းပန်းပြောတာမှန်တယ်ဒါကကျွန်တော်ရဲ့အားနည်းချက်ပဲဖြစ်စေရမယ်ရတယ်အကောင်းဆုံးတင်တန်းကိုငါရှာပေးမယ်ကုန်ကြစရိတ်ငါရှင်းမယ်မလိုပါဘူးအွန်လိုင်းကယွမ်ကို1.9တန်တင်တန်းဆိုရပါပြီပတ်စံချွေတာတယ်ပေါ့လေမင်းရဲ့ဒီပတ်စံချွေတာတဲ့အချင်းကမင်းမြင့်ချန်ကအဆောင်ခွေးနဲ့တူတူပဲအဲ့ဒီအဆောင်ခွေးပြီးခဲ့တဲ့အပတ်ကပြောခဲ့တဲ့နောက်ဆုံးစကားကမင်းထွက်သွားပြီးတဲ့နောက်အတိရောက်လာတဲ့ချီကျုံတဲ့ကောင်ကအတုံးမကျဘူးလုတ်ပုံကိုင်ပုံကအရန်ကျန်းတယ်အားရင်ပြန်လာလဲဦးနော်ဆိုတာကိုကျွန်တော်သူ့ကိုမပြောပြခဲ့ပါဘူးကျွန်တော်စိတ်ထဲမှာတော့နောက်တစ်ခါပုတ်ကွာနောက်တစ်ခါတေချာပေါက်လာခဲ့ပါမယ်လို့ပြောလိုက်မိတယ်ယူနန်ကနွားကောင်ရီ320ကဧက2000ကျော်ကျဲတဲ့တောင်ပေါ်စားချက်မှာပြန့်နှံ့နေတယ်နှုတ်ထွက်နှုံးက40%လောက်ကျဆင်းသွားတယ်စစ်ဆေးတင်တာတွေအကုန်စစ်ပြီးအစာကိုတက်ခွဲစစ်ဆေးတာရေသွေးစစ်ဆေးတာကပ်ပါကောင်စစ်ဆေးတာတွေအားလုံးပုံမှန်ပဲကျွန်တော်မွေးမြူရေးလုပ်ငန်းလုပ်လာတာအနှစ်20ရှိပြီးဒီလိုအခြေအနေမျိုးတစ်ခါမှမကြုံဘူးဒီအတိုင်းဆက်သွားရင်ကျွန်တော်နွားချန်တော့ခံနိုင်တော့မှာမဟုတ်ဘူးလမ်းလျှောက်ရင်းနဲ့နားထောင်လိုက်တော့နွား320ကတပြိုင်နက်တည်းစကားတွေပြောနေကြတယ်ဒီနေ့မြက်တွေကဘာလို့ဒီရတာဖြစ်နေတာလဲဟိုနွားထီကြီးကဒီနေ့ငါ့ကိုကြည့်ပြန်ပြီးငါအမေကိုလွမ်းလိုက်တာဘေးနာကတစ်ချိန်လုံးဝဝနဲ့ဝါနေတဲ့ကောင်နည်းနည်းလောက်တိတ်နေပေးလို့မရဘူးလားငါအိတ်တော့မှာဟိုဘက်ရေမြောင်းကရေကိုတောက်လိုက်တာဘိုက်ထဲမှာအရန်ခံရခက်နေတယ်ဒါပေမဲ့ရေစားတဲ့ဟိုဘက်ကရေကနည်းနည်းငံကြီးအရသာရှိတယ်လို့ပဲဟိုဘက်ရေမြောင်းကတောင်ချီမှာအစ်စ်ဖောက်ထားတဲ့မြောင်းလေးပြီးခဲ့တဲ့လကမှထွက်လာတာ
တထေးဝံအရှိဘက်တောင်ချီမှာရေမြောင်းအစ်တစ်ခုပေါ်လာတာလားမင်းဘလို့သိတာလဲပြီးခဲ့တဲ့လကမိုးကြီးတော့အရှိဘက်တောင်ချီမှာရေစီးကြောင်းလေးတစ်ခုဖြစ်သွားတယ်နွားတွေကအဲ့ဒီမြောင်းတွေကရေကိုတောက်နေကြတယ်ပြဿနာကအဲ့ဒီမှာပဲရေစီးကြောင်းကတိတ်မကြီးဘူးရေကကြည်လင်နေတာပဲဒါပေမဲ့ကျွန်တော်ထိုင်ပြီးအနက်ခံကြည့်တော့တက်တက်လေးငင်းကြီးကြီးအနက်တစ်ခုရတဲ့ရေစံဘက်ကိုဆက်ကြည့်လိုက်တော့ကြောက်သားပြင်တစ်ခုပေါ်နေပြီးမျက်နှာပြင်မှာအဖြူရောင်ဆိုင်ခဲလေးတွေထွက်နေတာတွေ့ရတယ်တထေးဝံဒီရေကိုတပလင်းလောက်ယူပြီးရေအရေသွေးစစ်ဆေးဖို့ပို့ပေးနိုင်မလားဓာတ်တထုတွေနဲ့တထုတက်အလေးစားတွေကိုအဓိကထားပြီးစစ်ဆေးပေးပါရေမှာပြဿနာရှိလို့လားကျွန်တော်မသေးချဘူးဒါပေမဲ့ခမည်းရဲ့နွားတွေကဒီမြောင်းတွေကရေကိုတောက်ရတာပိုကြိုက်နေကြတယ်တကယ်လို့ရေမှာပြဿနာရှိရင်နှုတ်ထွက်နှုံးကြတာနဲ့ဝမ်းလျှောတာတွေအားလုံးကအဖြေရှင်းသွားလိမ့်မယ်နှစ်ရက်အကြာမှာအဖြေထွက်လာတဲ့ရေထဲမှာဓာတ်တထုပါဝင်မှုက4ဆပိုများနေပြီးခဲပါဝင်မှုက2ဆပိုများနေတယ်အရင်းမြစ်ကအဲ့ဒီကြောက်သားပြင်မဲ့မိုးကြီးတော့မြေအောက်ရေကြောကတထုတက်တွေနဲ့ရောပြီးစီးဆင်းလာတာဝန်ဆောင်ထန်းကညရင်းချင်းပဲအဲ့ဒီရေစီးကြောင်းကိုပိတ်လိုက်ပြီးရေပေးဝေတဲ့စနစ်ကိုပြောင်းလိုက်တဲ့တလအကြာမှာနှုတ်ထွက်နှုံးကပုံမှန်ပြန်ဖြစ်သွားတယ်ဒီမှုရှန်ရန်ကလူလားနဲ့လားမသိဘူးငါအနှစ်20လောက်လောက်လာတာတော့မတွေ့တဲ့ပြဿနာကိုသူကတမနက်တည်းနဲ့ရှာတွေ့သွားတယ်မင်းဈေးတာပြောသူ့ကိုရေရှည်အကြံပေးအဖြစ်ငါစာချုပ်ချင်တယ်ရပါတယ်ဒီကိစ္စငါတာဝန်ထားလိုက်ကျေးဇူးပဲကွာအဲ့ဒီခွေးရမြောင်းကရေကတကယ်ကိုတောက်လို့မကောင်းဘူးမင်းကလည်းစောစောစီးစီးပြောပါလားကွာငါပြောနေတာ3လရှိပြီကွာမင်းတို့လူတွေကမှနားမလဲတာဒါပေမဲ့မင်းလူသားကတော့မစိုးပါဘူးတစ်ချိန်လုံးငါတို့ဖိန်ကိုအနဲ့လာထိုးနေတဲ့ကောင်တွေထက်တော့အများကြီးတာပါတယ်ချီးကျူးတဲ့အတွက်ကျေးဇူးပါသွားတရိษံဆရာဝန်သွားရှာလိုက်ငါလိုင်စင်မရသေးဘူးငါဘိုက်ထဲမှာကောင်တွေရှိနေတယ်လို့ပဲငါ့ကိုဆေးလေးပါလေးတိုက်ပါဦးမင်းမြန်သွားလို့မရဘူးလားအေးပါကျွန်တော်ဘဝကတော့ဒီတက်တက်ဒီလိုပဲဖြစ်သွားပြီလို့ကျွန်တော်ခံစားလိုက်ရတယ်တရိษံတွေအတွက်ဖောက်တယ်ဝန်ဆောင်မှုတမအဲ့ဒါတောင်24နာရီအွန်လိုင်းကနေတခုတည်းသောအားသာချက်ကတော့သူတို့ကခေါင်းထဲမှာလိုက်လွှင့်ပြီးအတန်ကျဲကြီးမအော်တာပဲယူနန်ကနောက်ထပ်နွားကောင်ရီ300ကျော်ရှိတဲ့ချမ်းတစ်ချမ်းမှာပြဿနာထက်တက်ပြန်တဲ့လိုင်စင်ဖြေဖို့ကထင်ထားတာထက်ပိုချုံးမွေတယ်ဘာဖြစ်လို့လဲဆိုတော့ကျောင်းလုံးကအခြေခံတွေရှိသေးတယ်လို့အခုလဲနေတိုင်းလက်တွေ့လုပ်နေရတော့ theory နဲ့လက်တွေ့ကိုပေါင်းဆက်ပြီးမေးခွန်းတွေဖြေရတာအယမ်းမြန်တဲ့ရွန်ကိုတသမ9တန်း online သင်တန်းကတကယ်ပဲလုံလောက်ပါတယ်2လအကြာမှာကျွန်တော်လိုင်စင်ရသွားတယ်ချီချမ်းမန်းတေချာပြင်ဆင်ထားတဲ့ဒုတိယမြောက်မိုင်းဘုံကပေါက်မလာခဲ့ဘူးဒါပေမဲ့သူလက်မလျှော့သေးဘူးပထမတစ်ချိန်ကတိုက်ရိုက်တိုက်ခိုက်တာဆိုရင်ဒုတိယတစ်ချိန်ကတော့လှည့်ပတ်ပြီးဝိုင်းရံပိတ်ဆိုတာပဲသူကအန်ခမ်းအိမ်မွေးတိရစ္ဆာန်စေကုတရေးဌာနရဲ့ပိုင်ရှင်ခုံးတဲ့ကျန်းရဲ့အစုရှယ်ယာရှင်ရှောင်းကွန်းလေးကိုတွားရှာတယ်ကလတ်တော်မြမြရဲ့အမြဲတမ်းတိရစ္ဆာန်ဆရာဝန်စာချုပ်တွေကတစ်နှစ်ကိုယွမ်တန်းနဲ့ချီရှိတယ်မင်းမဆုံးရှုံးခြင်းဘူးမလားရှောင်းကွန်းချစ်ကိုမူရှန်ရန်နဲ့ဝေးဝေးနေခိုင်းလိုက်အန်ခမ်းကသူ့ကိုအလုံးမအပ်နဲ့တော့တထေးချီရဲ့မျက်နှာကိုတော့ကျွန်တော်ထောက်ထားရမှာပေါ့ဖေးဟိုင်ထောင်ဘက်ကိုလည်းအတိုက်ခံမလုပ်ချင်ဘူးဒါပေမဲ့အန်ခမ်းကနေတိရစ္ဆာန်ဆရာဝန်ကျွမ်းကျင်မှုပြိုင်ပွဲတစ်ခုလုပ်လို့ရတယ်မျိုးတွေကတရားဝင်တိရစ္ဆာန်ဆရာဝန်တွေကိုတကယ်လူနာတွေကိုမျက်နှာချင်းဆိုင်ယောဂရှာဖွေခိုင်းပြီးကျွမ်းကျင်သူတွေကအမှတ်ပေးတဲ့စနစ်နဲ့ဖိတ်ခေါ်လို့ရတယ်အပေါ်ရန်ကြည့်ရင်လုပ်ငန်းတွင်အတွေ့အကြုံဖလှည့်ပွဲပေါ့တကယ်တမ်းကတော့ထောင်ချောက်တစ်ခုပဲအဲ့ဒီမူရှန်ရန်ဆိုတဲ့ကောင်တကယ်ရောအစွမ်းအစဘယ်လောက်ရှိလဲဆိုတာကိုစမ်းသပ်ဖို့လုပ်ထားတာဒီပြိုင်ပွဲကဘယ်လိုလုပ်ရုပ်တရက်ကြီးကျင်းပရတာလဲသူအရင်ကကူးခဲ့တဲ့အမှုတွေအကုန်လုံးကသူကိုယ်တိုင်အိမ်နိုင်ရာရောက်သွားကူတာတွေကြီးပဲတတိယလူတက်တေတောင်မရှိဘူးတကယ်ရောအဲ့ဒီလောက်စွမ်းလို့လားကံကောင်းလို့မှန်သွားတာနေမှာပါငါကြီးရတဲ့လောက်တော့လောက်ကြံဖန်တီးထားတာတွေပါနာမည်ကြီးအောင်တက်လောက်တာသူတို့ကဒီပြိုင်ပွဲကတဆင့်လူတိုင်းရှိမှကျွန်တော်ကိုစမ်းသက်ချင်နေတာနိုင်မှသူတို့လက်ခံမယ်ရှုံးရင်တော့အကုန်လုံးပြိုလဲသွားမှာပဲမပါဝင်လဲရတဲ့မင်းကအခုမှအခြေဒီခါစားဆိုတော့စုံစားစရာမလိုပါဘူးပါဝင်မယ်မင်းတေချာလားဒီပွဲကိုနိုင်သွားရင်ဘယ်သူမှတန်တရားဝင်တော့မှာမဟုတ်ဘူးဖောက်တယ်တွေလည်း3ဆလောက်တိုးလာလိမ့်မယ်မင်းကပတ်စံအတွက်လားအေးချမ်းဖို့အတွက်ပါနိုင်သွားရင်ချီချမ်းမန်းလာပြီးပြဿနာရှာတာတွေမရှိတော့ဘူးလေခဏအန်နေတာအကြောင်းရင်းမသိရဘူးရိုးရနီလန်းတွေနဲ့ပဲဆိုရင်အစာရည်မျိုးပြုံကနေအစာအိမ်ဦးလန်းချောင်းအာယုံကျော်အထိရှာဖွေရမယ့်လမ်းကြောင်းတွေအများများတယ်မိနစ်30ဆိုတာလုံးဝမလောက်ဘူးဒါပေမဲ့ကျွန်တော်မှာကအပြင်ကနေကူညီတဲ့အစွမ်းရှိတယ်လေအမလေးအသေးရောက်လာတဲ့ဆရာဝန်လေးလားမင်းဘယ်နေရာကနေမကောင်းဖြစ်နေတာလဲအန်နေတာလေးဘယ်အချိန်တွေအန်တာလဲအချိန်မမှန်ဘူးတခါတလေမနက်အန်နဲ့တခါတလေညအန်နဲ့တကယ်ကိုအချိန်မမှန်တာဘာများမစားမိသေးလဲမစားမိပါဘူးကွာငါကဟာစကီမဟုတ်တာတွေ့ရရှောက်စားရအောင်ဒါဆိုရင်ဘာကြောင့်လို့ထင်လဲငါစားတဲ့ဟိုဟာနဲ့ပတ်သက်နေမယ်ထင်တယ်ဘာကြီးလဲငါတခင်ကနေတိုင်းညဘက်ဆိုစေးတလုံးတိုက်တယ်အဖြူရောင်စေးပြားလေးသူကငါအုံနောက်ကောင်းအောင်ငါကြီးစီတိုက်တာတဲ့ဒါပေမဲ့အဲ့ဒီဟာကအရန်ခါတာပဲမျိုးချလိုက်တိုင်းအစာအိမ်ထဲမှာအရန်ခံရခက်ပြီးနောက်ဆုံးအန်ထွက်လာတာပဲငါကြီးစီကအန်နာကိုမဖြစ်စေသင့်ဘူးတကယ်လို့သူကမင်းကိုဆေးဘူးပြဘူးလားဆေးဘူးပုံမှာဘာစာရေးထားလဲမှတ်မိလားငါကခွေးလေကွာစာမဖတ်တတ်တာဒါပေမဲ့ဆေးဘူးကအပြာရောင်ဆိုတာတော့ငါမှတ်မိတယ်သူကိုယ်တိုင်စားတဲ့ဆေးဘူးနဲ့အယောင်မတူဘူးသူကိုယ်တိုင်စားတာကအနီရောင်ဆေးဘူးကျွန်တော်စိတ်ထဲမှာခံမှန်းချက်တစ်ခုရသွားပြီးကျွန်တော်သတင်းချက်လက်တစ်ခုသိဖို့လိုတယ်ဒီခွေးပိုင်ရှင်မှာရေရှည်ဆေးတောက်ရတဲ့အကျင့်ရှိပါသလားတိတိကျကျဘာဆေးတွေတောက်ရတာလဲ
ပိုင်ရှင်ရဲ့မှတ်တမ်းအရသူကတိုင်းရွှိုက်ကလေးအလုပ်လုပ်တာများတဲ့ယောဂရှိတယ်ဂျာမောပီတင်ဆေးကိုရေရှည်တောက်သုံးနေရတယ်ကျွန်တော်ရဲ့ယောဂရှာဖွေတွေ့ရှိချက်ကတော့ဒီခွေးလေးခဏခဏအန်နေတာကသူ့ကိုယ်တွင်ယောဂကြောင့်မဟုတ်ပါဘူးအကြောင်းရင်းကပိုင်ရှင်ကဆေးတိုက်တဲ့အခါသူကိုယ်တိုင်တောက်တဲ့တိုင်းရွှိုက်ဆေးဂျာမောဂျာဟန်ကိုအိမ်မွေးတိရစ္ဆာန်တောက်တဲ့ငါးကြီးစီလို့ထင်ပြီးမှားတိုက်မိလို့ပါဂျာမောဂျာဟန်ကခွေးတွေရဲ့အစာအိမ်နဲ့ဦးလန်းချောင်းကိုလှုပ်ဆောင်မှုဖြစ်စေပြီးပြို့အန်တာကိုဖြစ်စေပါတယ်မှားယွင်းတိုက်မိနေတဲ့ဆေးကိုချက်ချင်းရက်ပစ်ဖို့နဲ့တွေးပြန်စစ်ပြီးတိုင်းရွှိုက်လှုပ်ဆောင်ချက်တွေထိခိုက်မှုရှိမရှိအကဲဖြတ်ဖို့အကြံပြုပါတယ်တက်တေကရောပိုင်ရှင်ကဆေးမတိုက်တယ်ဆိုတာကိုမင်းပါထောက်ထားနဲ့ဆုံးဖြတ်တာလေတဲလွန်စာ၃ခုရှိပါတယ်ပထမအချိန်မမှန်ပဲအန်နာဖြစ်ပြီးအစာစားတဲ့အချိန်နဲ့မသက်ဆိုင်ဘူးဒါကအစားတောက်ကြောင့်မဟုတ်ပဲပြင်ပကနေအချိန်မှန်ဝင်လာတဲ့အရာတစ်ခုခုကြောင့်ဆိုတာကိုပြနေတယ်ဒုတိယခွေးရဲ့ကျန်းမာရေးစစ်ဆေးချက်ကလုံးဝပုံမှန်ပဲကိုရင်းအင်္ဂါပြဿနာတွေကိုဖယ်ထုတ်နိုင်တယ်ဒါပေမဲ့တကယ်အန်နေတယ်ဆိုတာကပြင်ပကနေအစာအိမ်နဲ့ဦးလန်းချောင်းကိုလှုပ်ဆောင်မှုတစ်ခုခုရှိနေတယ်ဆိုတာကိုပြတယ်တတိယပိုင်ရှင်ကတိုင်းဆိုင်ဆေးကြာတောင်ရွံကိုရေရှည်တောက်သုံးနေရတယ်အဲ့ဒီဆေးကအဖြူရောင်ဆေးပြဖြတ်စစ်ပြီးပုံမှန်ငါးကြီးစီပျော့ဆေးတောင်းတွေနဲ့အပြင်ပန်းပုံစံချင်းအရန်ကွာခြားပါတယ်ဒါပေမဲ့ပိုင်ရှင်ကအိမ်မွေးတိရစ္ဆာန်အတွက်ဆေးပြပုံစံငါးကြီးစီကိုဝယ်ထားတယ်ဆိုရင်အလင်းရောင်မကောင်းတဲ့အချိန်ဒါမှမဟုတ်အလုပ်များနေတဲ့အချိန်တွေမှာမှားယူနိုင်ခြေရှိပါတယ်အိမ်မှာအဖြူရောင်ဆေးပြအမျိုးအစားနှစ်ခုစလုံးရှိနေသလားဆိုတာကိုခွေးပိုင်ရှင်နဲ့ချက်ချင်းဆက်သွယ်အတည်ပြုဖို့အကြံပြုပါတယ်ခွေးပိုင်ရှင်ကအတည်ပြုခဲ့တဲ့သူ့အိမ်မှာအဖြူရောင်ဆေးပြားနှစ်ဖူးရှိတယ်တပူးကသူ့ရဲ့တိုင်းရွက်ဆေးနောက်တပူးကခွေးအတွက်ဝယ်ထားတဲ့ငါးကြီးစီဝါစားရတဲ့ဆေးပြားဆေးဘူးနှစ်ဖူးစလုံးကိုအန်ဆွဲတစ်ခုထဲမှာထားတာသူမကြသေးခင်ကမှမျက်မှန်အစ်စ်လဲထားပြီးပါဝါနဲ့မကျွမ်းသေးလို့တကယ်ပဲမှားယူမိနိုင်ခြေရှိတယ်တဲ့မင်းကတကယ်မိုက်တာပဲကွာခုနကရှင်းပြသွားတာအရန်မိုက်တယ်ဒါပေမဲ့ခုနကငါကောင်းကိုလာဖို့တဲ့မင်းရဲ့လက်ကတိတ်မကောင်းဘူးနောက်တစ်ခါညင်ညင်တတလို့ပါဇက်ပိတ်ထားစမ်းပါအဲ့ဒီနေ့ပြိုင်ပွဲမှာကျွန်တော်ပထမရခဲ့တဲ့ယောဂရှာဖွေတဲ့စဉ်းစားပုံထူးခြားတဲ့ယုတ်တိကျတဲ့စေကံပိုင်းဆိုင်ရာအလားအလာအလွန်ကောင်းတယ်ဆိုပြီးမှတ်ချက်ပေးခံရတယ်။ဘလို့လဲနိုင်သွားပြီငါနိုင်သွားတာငါသိတယ်ဘလို့ခံစားရလဲအဲ့ဒီတကယ်တိရစ္ဆာန်ဆရာဝန်တွေကိုနည်းနည်းအားနာတယ်လို့ခံစားရတယ်သူတို့က10နှစ်လောက်ကြိုးကြိုးစားစားကြောင်းတက်ခဲ့ရတယ်10နှစ်လောက်လက်တွေ့လုပ်ခဲ့ရတယ်သူတို့စုဆောင်းလာတဲ့အတွေ့အကြုံနဲ့အရေးချင်းကအစ်စ်မှန်တွေလေငါကအပြင်ကူနဲ့သူတို့ကိုနိုင်သွားတာဆိုတော့နည်းနည်းတော့မတရားဘူးပေါ့ဒါပေမဲ့သူတို့မရှင်းနိုင်တဲ့ပြဿနာကိုမင်းကရှင်းပေးနိုင်ခဲ့တာပဲငါကခိုးချထားတာလေခိုးချတာမချတာကမင်းရဲ့ကိစ္စလေဒါပေမဲ့အဲ့ဒီတိရစ္ဆာန်တွေမင်းကြောင့်အသက်ရှင်ခွင့်ရသွားတာကအမှန်တရားပဲလေလာအုံမှုဖရာသခင်ကမင်းကိုဒီအစွမ်းပေးထားတာမင်းကိုအပြစ်ရှိတယ်လို့ခံစားနေဖို့မဟုတ်ဘူးမင်းကိုအသုံးချဖို့ပေးထားတာမင်းကောင်လေးတော်သေးတာပေါ့စေတနာရှိလို့တိရစ္ဆာန်ယုံတစ်ခုကပန်နာတကောင်ဝါမစားတော့ဘူးတဲ့ကျွန်တော်မှကြိုတင်ခံစားချက်တစ်ခုရှိတယ်ဒီပန်နာပြောမဲ့စကားကလည်းတိတ်တော့နားထောင်လို့ကောင်းမှာမဟုတ်ဘူးလို့ဒါပေမဲ့ဘာကယူဆိုင်ရမှာလဲခြေကျုံသမားဘဝကလာတဲ့လူပဲဘာနားမထောင်နိုင်စရာရှိလို့လဲဒေါက်တာမှုကျွန်တော်တို့ရဲ့ဒီပန်နာလေးထွန်းထွန်းကအစာမစားတာငါရက်စက်တိုက်ရှိသွားပြီးဝါမစားတာတင်မကဘူးပန်တီပြောင်းမှုပေါင်မှုတွေလည်းလုံးဝမထိဘူးကျန်းမာရေးစစ်ဆေးမှုအကုန်လုပ်ပြီးအားလုံးပုံမှန်ပဲအစာကျွေးတဲ့သူလည်းမပြောင်းဘူးအစာယူတဲ့နေရာလည်းမပြောင်းဘူးစိတ်ပိုင်းဆိုင်ရာပြဿနာလို့ကျွန်တော်တို့တန်တရားရှိတယ်ဒါပေမဲ့ဘာမှလုပ်မရတော့ဘူးဖေးဟိုင်ထောင်းကခမားကိုထောက်ခံပေးလိုက်တာဒီပိုင်းမှာခမားမှာထူးခြားတဲ့နီလန်းတွေရှိရဆိုလို့ကျွန်တော်ရဲ့နီလန်းကပန်တာနဲ့တိုက်ရိုက်စကားပြောတာမှန်တာသူသိရင်ကျွန်တော်ကိုအဲ့ဒီနေရာမှာတင်လေပင်းကနေကင်ပြီးလွှင့်ပစ်လိုက်မလားမသိဘူးနိုင်ငံတော်ရတနာရဲ့မျက်လုံးတစ်ဝိုက်ကအမဲရောင်ဖြစ်နေတာတဘာဝပေမဲ့အခုသူ့မျက်လုံးထဲမှာပါအသက်ရှင်ရတာညှင်းငွေ့နေတဲ့အရေးအယောင်တွေတွေ့နေရတယ်ကျွန်တော်ထင်ထားတာနဲ့မတူဘူးဒေါသထွက်နေတာမဟုတ်ဘူးမဆက်ကျန်းနေတာမဟုတ်ဘူးအရန်လေးလံရန်နေကွေးပြီးအရန်စိတ်တက်ကြနေတဲ့လေတံမျိုးနောက်ထပ်သွေးလာဖောက်ကို၄ချိန်လာချိန်ကိုကူချိန်လာတိုင်းပြီးခေါင်းခါပြီးထွက်သွားတဲ့သူတယောက်လာပြန်ပြီးမင်းတို့လူတွေငါ့ကိုတိတ်တိတ်ဆိတ်ဆိတ်လေးနေခွင့်မပေးနိုင်ဘူးလားမင်းမလို့မလုပ်တာလဲဘာလို့လဲဆိုတော့ငါအနောက်ရှက်မခံချင်လို့မင်းငါပြောတာကိုနားလဲလားအင်းနောက်ဆုံးတော့တယောက်ရှိလာပြီပေါ့ငါမင်းကိုပြောဘူးတယ်လေမင်းငါကိုကူညီနိုင်မလားပြောလေငါရွံရွံကိုလွမ်းတယ်ရွံရွံဆိုတဲ့နာမည်ကိုကျွန်တော်သိတယ်အရင်ကထွန်းထွန်းနဲ့တွဲပေးထားတဲ့ပန်တာမလေးတစ်ကောင်သူထွက်သွားပြီးတဲ့နောက်ဒီလောက်အိမ်ထဲမှာငါတစ်ကောင်နဲ့ကြံခဲ့တယ်အရင်ကသူအဲ့ဒီနေရာမှာအိတ်လေးရှိတယ်သူအိတ်ရင်ဟောက်တက်တယ်ဝဝုံဟောက်တံပေါ့အရန်စုညံတာပဲဒါပေမဲ့ငါအစာမစားတာကယောဂဖြစ်နေလို့မဟုတ်ဘူးအခုအရန်တိတ်ဆိတ်လွန်းနေတယ်တိတ်ဆိတ်လွန်းလို့ငါအိတ်လို့တော့မပြောဘူးဘေးနားမှာငါဝါးတွေကိုလူစားမဲ့သူမရှိတော့လို့ငါမစားချင်တော့တာသူနေကောင်းရဲ့လားသူရောက်နေတဲ့နေရာကဝါးတွေကလက်ဆက်ရဲ့လားသူ့အစာကျွေးတဲ့သူကရောသဘောကောင်းရဲ့လားငါသူ့စီတွားကြည့်ဖို့နီးလန့်မရှိဘူးဒီတကားကနေတော့ငါထွက်လို့မရဘူးဒါပေမဲ့ငါသူ့ကိုလွမ်းတယ်ဘလို့လဲထွန်းထွန်းရဲ့ပြဿနာကခန္ဓာကိုယ်ပိုင်းဆိုင်ရာပြဿနာမဟုတ်ဘူးကျွန်တော်သိတယ်ဒါပေမဲ့တကယ်တမ်းကဘာဖြစ်တာလဲသူကလွန်ခဲ့တဲ့2နှစ်ကပြောင်းရွှေ့သွားတဲ့နောက်ပန်တာတကောင်ရွံရွံကိုလွမ်းနေတာခမ ्या ပြောတာကသူကတခြားပန်တာတကောင်ကိုလွမ်းလို့အစာမစားဘူးပေါ့ဟုတ်တယ်ဒီအကြံပေးချက်ကနားထောင်ကြည့်ရင်အရန်ရည်စရာကောင်းမှန်းကျွန်တော်သိပါတယ်ပန်နာကိုဗီဒီယိုကိုပြောခိုင်းကြည့်ပါဒရိုက်တာပိုင်းကျွန်တော်တတိယပြီးထွန်းထွန်းအစာမစားတဲ့နေ့ကရွံရွံပြောင်းသွားတဲ့2နှစ်ပြည့်တဲ့နေ့ကွက်တီပဲစမ်းကြည့်ကြတာပေါ့သူဝလာတယ်နော်ဒါပေမဲ့လှနေတော့မှာပဲအဲ့ဒီအချိန်မှာစိုးရိမ်ပူပန်တာမဟုတ်ပဲရင်ဘတ်ထဲကနေရှုပ်ထွေးတဲ့ခံစားချက်တစ်ခုစန့်တက်လာတဲ့ဘာမှန်တေချာမပြောပြတတ်ဘူး
ခွေးကောင်မင်းကိုမှမြင်းချင်းနဲ့နေတော့မယ်နောက်တစ်ခါတေချာရေချိုးခဲ့စမ်းခေါင်းထဲမှာတော့ရှုပ်ရှက်ခတ်နေတဲ့ထပ်ဖုံးရဲ့ဒေါသတကြီးအော်တန်ထွန်ထွန်ရဲ့ဝမ်းနဲ့တန်ပူကြောင်လေးရဲ့မာနာကြီးတန်ဒီကဘာဘောကတရိတ်ဆန်တွေကအမြဲတမ်းစကားပြောနေကြတာပဲဒါပေမဲ့တခါမှဘယ်သူမှနားမလည်ခဲ့ဘူးအခုတော့နားလည်တဲ့သူတယောက်ရှိလာပြီအဲ့ဒါကျွန်တော်ပဲအင်းနင်းကြတဲ့တကောင်တဲ့နေရာတစ်ခုကိုစိုက်ကြည့်နေတဲ့သူဘာကိုကြည့်နေတာလဲအလုပ်တစ်ခုထက်လာပြီးအင်းဘာတရိတ်ဆန်လဲနင်းကြတဲ့ဘာတွားရအောင်ဖေးဟိုင်ထောင်းနေလင်းနေတော့မြန်မြန်တွားရအောင်နေဦးနှင်းကြတဲ့ဆိုတာကတစ်ချက်ရိုက်ချလိုက်ရင်လူသေးနိုင်တယ်နော်အဲ့ဒါကြောင့်ခမည်းကားမြန်မြန်မောင်းတင်တာပေါ့အာပြန်လာပြီးငါချီတွေကျုံစမ်းပါမင်းမလာတာ3ရက်ရှိပြီဘာတွေအချိန်ဆွဲနေတာလဲခဏဆောင်ခုချက်ချင်းလာခဲ့မယ်ဘဝကတိတ်မရှိရပါပဲအ ਨੇ ဆုံးတော့မပြရပါဘူးဘာကြောင့်လဲဆိုတော့ဒီလန်ခီးမှာအမြဲတမ်းစကားပြောနေမဲ့သူတွေရှိနေလို့ပဲစကားပြောနေတာကလူမဟုတ်ရင်တော့မှာပေါ့